ကဲ2မိနစ်ထဲနဲ့အုံနုခောက်ဆွဲအလဲချက်စားကြည့်ပါမယ်ပထမဆုံးကတော့ကြက်သားကိုအတုံးတိတိတီးပြီးတော့ရေစင်အောင်ဆေးလိုက်ပါတယ်ပြီးတာနဲ့စားရယ်ကြားရယ်ကြက်သားမှုန့်ရယ်ပြီးတော့စနုံးမှုန့်ရယ်ထည့်ပြီးတော့မှနှံ့ဆက်အောင်မှွေလိုက်ပါတယ်ပြီးရင်ခဏလေးနှက်ထားပါမယ်နော်သူပြီးတာနဲ့ဂျင်းကြက်သွန်ဖြူကြက်သွန်လေးကိုရောကြိတ်လိုက်ပါမယ်ပြီးတာနဲ့ရောင်တမုံလေးထည့်ပြီးတော့ထက်ကြိတ်လိုက်ပါမယ်ပဲစိမ့်မုံလေးကိုတထုပ်ထည့်ပြီးတော့မှရေလေးခဏခဏနည်းနည်းစီဆွတ်ပြီးတော့မှနှက်ဆက်အောင်မှွေပေးလိုက်ပါမယ်ပြီးတော့ခောက်ဆွဲလေးကိုပြုတ်ပြီးတော့ဒီစစ်ထားလိုက်ပါမယ်ရေနဲ့ရောထားတဲ့ပဲစိမ့်မုံလေးကိုစကားလေးနဲ့စစ်ပြီးတော့ထပ်ကြိုးလိုက်ပါမယ်ဒီကြားထဲမှာကြက်ဥပြုတ်လေးပြင်ထားလိုက်ပေါ့နော်ပြီးတော့ခုနကကြိတ်ထားတဲ့ကြက်သွန်ဖြူချင်းကြိတ်ပြီးသားဟာလေးကိုကြက်သားလေးနဲ့ရောပြီးတော့စီတက်လိုက်ပါမယ်ခဏနေအဖုံးဖုံးပြီးတော့မှရေလေးထပ်ဆွတ်လိုက်ပါမယ်ပြီးတာနဲ့ကြက်သွန်ဦးလေးကိုထပ်ဆွတ်ပြီးတော့မှကျိုးထားတဲ့ပဲအနှစ်တွေနဲ့အုံးနိုလေးကိုရောထည့်လိုက်ပါမယ်ဒီမှာအုံးနိုကိုတပူးသုံးထားတယ်ပေါ့နော်ပဲစိမ့်မုံကလည်းတထုပ်သုံးထားပါတယ်ဒီဟာဆိုလို့ရှိရင်လူ4-5ယောက်စာလောက်ကတော့အေးဆေးပဲအများကြီးရတာဆိုအိုး2အိုးစာလောက်ရပါတယ်နော်ပြီးတော့မှကိုလိုချင်တဲ့အပေါင်ငံကိုချိန်ဆပြီးတော့စားလေးအခုကတော့ညီမထပ်ထည့်တာပဲပေါ့နော်ပြီးရတဲ့ကြက်ဥပြုတ်ကလေးတွေထည့်ထည့်လိုက်ပါခဏဖုံးအုပ်ပြီးတော့နဲ့ပွက်လာတဲ့အချိန်မှာချလို့ရပါပြီအဲဆိုလို့ရှိရင်ရတာအရင်ကောင်းတဲ့အုံးနုခောက်ဆွဲလေးရပါပြီပြီးရတဲ့ကိုလိုချင်တဲ့ဟာလေးတွေကိုထည့်ထည့်နည်းနည်းလေးကျက်သွန်မေးကလေးမြူပြီးကြော်လေးတွေပေါ့နော်ထည့်ထည့်လိုက်ပြီးတော့ရမ်းစားလို့ကောင်းပါတယ်လို့အဲ့ဒါလေးခုဒါ2မိနစ်အတွင်းမှာအမြန်ပြောလိုက်တာပေါ့နော်အားလုံးနဲ့လက်စားကြည့်ပါအရင်ကောင်းပါတယ်လို့အိမ်ကြီးတိုင်းချက်စားကြည့်လိုက်ပါဂျပန်မှာစနော်ကြီးဂရုံမှုစူပါမာတင်အကောင်လုံးရတဲ့အတွက်လွယ်လွယ်ကူကူလေးချက်စားလို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်